မင်္ဂလာပါဒီနေ့ကတော့ဒါဥရဲတဲ့ဆိုတဲ့ grammar လေးကိုရှင်းပြပေးခြင်းနဲ့ပေါ့နော်ဒီဥရဲတဲ့ဆိုတဲ့ grammar လေးရဲ့အဓိပ္ပာယ်ကမြန်မာလိုဆိုရင်ဘယ်လိုအဓိပ္ပာယ်ရလဲဆိုလို့ရှိရင်ဒါပြီးမှပြီးတဲ့နောက်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်တယ်ပေါ့နော်ဒီတစ်ခုခုကိုအရင်ဆုံးအခြေခံအဆင့်အနေနဲ့တည်တည်ချာချာလေးလှုပ်ဆောင်ပြီးတော့မှဒါနောက်ထပ်တစ်ဆင့်ကိုဆက်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီဥရဲတဲ့ grammar လေးရဲ့ဒီချိတ်ဆက်ပုံချိတ်ဆက်နေရတော့တာဖောင်နဲ့နောင်းနဲ့ကိုချိတ်ဆက်တယ်ပေါ့နော်နောင်းနဲ့ချိတ်ဆက်မယ်ဆိုရင်တော့နောင်းတော့ဥရဲတဲ့တာဖောင်နဲ့ချိတ်ဆက်မယ်ဆိုရင်တော့ better ဥရဲတဲ့ဆိုပြီးချိတ်ဆက်လို့ရတယ်ပေါ့နော်ဒီ grammar လေးကိုဒါဥပမာလေးနဲ့လောလောကူမှတ်မယ်ဆိုလို့ရှိရင်တော့ဒါခါဆိုခုတို့ဆိုတဲ့ start ဥရဲတဲ့ကိမေမစတာမိသားစုနဲ့တိုင်းမယ်ဆွေးနွေးပြီးတော့မှအဆုံးဖြတ်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ပြီးတော့အကြောင်းအရာတစ်ခုကိုခါခုနဲ့ start ဥရဲတဲ့ပေါ့နော်ဒါနိုင်ရောခါခုနဲ့ start ဥရဲတဲ့ science တဲ့ခုလာဆိုင်ပေါ့ဒါအရေးကြီးတဲ့ကိစ္စတွေမှာပေါ့ဒါချက်လက်တွေကိုတည်တည်ချာချာခက်ခုနဲ့လုပ်ပြီးတော့မှလက်မှတ်ထိုးပါဆိုတဲ့ပုံစံမျိုးပေါ့နော်အရေးကြီးတဲ့ကိစ္စတွေမှာသုံးများတာကိုတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ခန့်ခရတဥဝဲတဲ့ပေါ့နော်ဒါရောက်ခုခန့်ခရတဥဝဲတဲ့တည်တည်ချာချာစဉ်းစားပြီးတော့မှဟန်ဂျီယိုရှိမဆိုတာအရေးကြီးတဲ့ကိစ္စတွေဖြစ်တဲ့အတွက်တည်တည်ချာချာလေးစဉ်းစားပြီးတဲ့နောက်မှာပဲကိုအကြောင်းပြန်မယ်ဆိုတဲ့အတိတ်ပဲမျိုးတက်ရောက်တယ်ပေါ့နော်ဒီနေရာမှာသတိထားမယ့်ကိစ္စပါလဲဆိုလို့ရှိရင်ဒါကိုဟန်ကိုတာဖက်တာဝဲတဲ့တယ်လီဗီယိုမီမဆိုတာမျိုးတွေကျတော့သုံးလို့မရဘူးပေါ့နော်ဒါကြောင့်ထမင်းစားပြီးတော့မှ TV ကြည့်မယ်ဆိုတာမျိုးသုံးလို့အဆင်မပြေဘူးပေါ့နော်အဲ့လိုမျိုးသုံးနေတယ်ဆိုရင်ကျတော့ဒါဘတ်တက်ခါတာနဲ့သုံးမှအဆင်ပြေမယ်ပေါ့နော်ဒီဘတ်တာဝဲတွေကတော့များသောအားဖြင့်တော့ဒါစီးပွားရေးနဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမှာပဲသုံးတာကိုတွေ့ရတယ်ပေါ့နော်ဒီတာမန်ကိစ္စတွေမှာဆိုလို့ရှိရင်စတက်ခါတာကိုပဲသုံးတာအကောင်းဆုံးပဲပေါ့နော်ဒီလောက်ဆိုလို့ရှိရင်ဒါလောလောကူနဲ့အမှတ်မိသွားပြီးတော့ထင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်